ရုတ်နိုင်ငံရဲ့ရက်ကွက်တစ်ခုတည်းကအိမ်လေးတစ်ခုမှာတော့မိခက်ကျော်စင်ကကမ္ဘာကားမောင်းပြိုင်ပွဲကိုစောင့်နေတာပါအိမ်ထဲမှာတော့မိခက်ကျော်စင်ကားပြိုင်ပွဲဗီဒီယိုဂိမ်းကနေရထားတဲ့စူပလာတွေကိုတွေ့ရပါပါကားမောင်းပြိုင်ပွဲဂိမ်းကိုဝယ်ပွဲရောက်မှရှိသမျှစွမ်းအားတွေကိုအကုန်ထုတ်သုံးရပါပါတရက်မှာတော့မိခက်ကျော်စင်ကကားပြိုင်ပွဲဂိမ်းကနေတကယ်ပြိုင်ကားလောကလေးကိုဝင်ရောက်လာပါတယ်မိခက်ကျော်စင်ရဲ့ပြိုင်ကားလေးကတော့ Toyota AE86 ပဲဖြစ်ပါတယ်လမ်းဘေးကားပြိုင်ပွဲတစ်ခုကိုရောက်လာပါတယ်။ Porsche 911ပြိုင်ကားလေးရှင်ပြိုင်ရမှာဖြစ်ပါတယ်။မင်းငယ်ကျော်စင်ရောပြိုင်ကားကိုမြန်နှုန်းနဲ့မောင်းနေပါတယ်။မင်းငယ်ကျော်စင်ကအချိန်များပြီးတော့လမ်းမပေါ်ကနေထွက်သွားပါတယ်။ပြီးတော့မတော်တဆမှုတစ်ခုဖြစ်ခဲ့ပါတယ်။ပြိုင်ကားခင်းထဲမှာလည်းအပြင်လက်တွေ့မှာဘောင်းဘွားကခဲနေလို့ဖြစ်ပါတယ်။ရှိုင်းပြိုင်ပွဲခွင်းထဲမှာတော့လိုင်းရုံဖွဲ့ရတော့စပွန်ဆာလိုအပ်နေပါတယ်။စပွန်ဆာမရှိရင်လိုင်းရုံဖွဲ့ကိုပိတ်သိမ်းတော့မှာဖြစ်ပါတယ်။လိုင်းရုံဖွဲ့ရဲ့ပြိုင်ကားမောင်းသူကတော့ဖုန်တိတ်ကျော်ပဲဖြစ်ပါတယ်။ကားပြိုင်ပွဲကျင်းပနေပါပြီ။ပြိုင်ကားတွေကတော့ပြိုင်ကွင်းရဲ့ပြင်းထန်ပေါ်မှာပဲဖြစ်ပါတယ်။ဖုန်တိတ်ကျော်ကတော့ဒုတိယနေရာကိုဦးဆောင်နေခဲ့ပါတယ်။လီဆိုတဲ့ကောင်မလေးကတော့ပထမနေရာကိုမောင်းလာနေပါပြီ။ပြိုင်ကားတွေအားလုံးကတော့အရှိန်ကိုစီးနဲ့မောင်းနေကြပါပြီ။ဒီလီရဲ့ဂီယာပေါက်ကတော့အလုံးမလုံးပဲဖြစ်နေပါပြီ။ပြိုင်ကားလေးတိုက်ပြီးတော့ပါပြီ။ဒီလီရဲ့အရေးပေါ်ခြင်းတွေမျိုးလို့ဆေးရုံရောက်တော့ပါတယ်။ဒီလီကတော့လက်ချိုးဝပြီမလို့ဒီလီရဲ့နေရာမှာပြန်ကောင်းမောင်းဖို့တူမရှိတော့ပါဘူး။ဆရာဝန်ကတော့လက်ရည်နဲ့ကြာမှပြန်ကောင်းမယ်လို့ပြောပါတယ်။ဒီလီနေရာကိုစားထုတ်ပြန်ကောင်းမောင်းချမ်းချင်နေမိခက်ကျော်စင်ကိုခေါ်လိုက်ပါတယ်။မိခက်ကျော်စင်ကတော့ဘာမှပြန်ပြောလို့ဒီလီကအိမ်ထိတော်ပြီးပြန်ကောင်းမောင်းဖို့ပြောပါတယ်။မိခက်ကျော်စင်ကလိုင်းရုံဖွဲ့တဲ့မှာဖြစ်ပါတယ်။အဖွဲ့ကတော့စပွန်ဆာလိုအပ်နေပါတယ်။မိခက်ကျော်စင်ကိုပြင်းထန်ပြန်ကောင်းမောင်းလေးချိန်ခိုင်းပါတယ်။ပြန်ကောင်းပြိုင်ပွဲမှာနိုင်ငံကြီးတရုတ်နိုင်ငံမှာနံပါတ်1စရင်ဝင်မှာပါပြိုင်ပွဲမှာနိုင်ရင်ကုမ္ပဏီကစူကြီးကြီးပေးမှာဖြစ်ပါတယ်မင်းငယ်ကျော်စင်ကိုလင်းချိတ်ကွင်းမှာရေဆိုကန်တာယာရဲ့ပြိုင်ကားမောင်းလင်းချိန်ခိုင်းပါတယ်ပြိုင်ကားကိန်းထဲမှာစူနိုင်ခဲ့တဲ့မင်းငယ်ကျော်စင်ကပြိုင်ပွဲကမနိုင်ပါဘူးစိုးရိမ်နေပါတယ်ပြိုင်ပွဲနေ့မှာတော့ပြိုင်ကားမောင်းတဲ့သူတွေအတွက်အသင့်နေရာယူထားပါတယ်မင်းငယ်ကျော်စင်ကတော့နောက်ဆုံးနေရာမှာဖြစ်ပါတယ်ပြိုင်ကားတွေကတော့ရှင်ပြိုင်မှာမောင်းနေကြပါတယ်မင်းငယ်ကျော်စင်ကတော့ကြော်တက်နေပါတယ်ဖုန်းလေးကျော်ကတော့တတိယနေရာကနေပထမနေရာကိုရောက်လာပါတယ်။မင်းကကျော်စင်ကတော့ခက်ခဲစွာမောင်းနေပါတယ်။ဒီလိုနဲ့ပထမနေရာကိုရောက်လာပါတယ်။ဖုန်းလေးကျော်ရဲ့ပထမနေရာကိုမင်းကကျော်စင်ကကြော်တက်သွားပြီးတော့ပန်းဝင်လိုက်ပါတယ်။နောက်ဆုံးနေရာကနေပထမနေရာစီကိုတွားလိုက်ခဲ့မင်းကကျော်စင်ကိုတစ်ပွဲလိုင်းရုံတစ်ပွဲလောက်ကကြီးမိုးနေကြပါတယ်။အထက်ကောင်းဆောင်တီးတော့မင်းကကျော်စင်ကိုပန်ကားတစ်စီးစုပေးပါတယ်။လိုင်းရုံဖွဲ့ကတော့အခုဆိုရင်ထောနေပါပြီ။မင်းငယ်ကျော်စင်ကဂိမ်းစောနေတဲ့အချိန်မှာလူတွေကပြန်ကောင်းမောင်းဆွဲရီကိုချီကျူးခဲ့ကြပါတယ်။လီကသူ့ရဲ့အိမ်မှာရှိတဲ့တူဖရအနီယာပြန်ကောင်းကိုလက်ဆောင်ပေးခဲ့ပါတယ်။မင်းငယ်ကျော်စင်ကကားကိုစမောင်းတဲ့အချိန်မှာစီယာကိုထိန်းရှုံတိုင်နေပါဘူး။မင်းငယ်ကျော်စင်ကပြန်ကောင်းမောင်းလေးချင်းရမှာဖြစ်တာကြောင့်နေပါတယ်။တရက်မှာတော့ပြန်ပွဲမှာမင်းငယ်ကျော်စင်ကနောက်ဆုံးနေရာကနေပြန်ကားကိုအောင်မြင်စွာဖျက်ချော်နိုင်ခဲ့ပြီးမင်းငယ်ကျော်စင်ရဲ့ပြောင်းမောင်းတဲ့ဆွမ်းဆောင်မှုမင်းငယ်ကျော်စင်ရဲ့ပြိတ္တတွေကချီကျူးလာကြပါတယ်။မင်းငယ်ကျော်စင်ကကြော်တက်ဖို့ပထမနေရာကဖုန်းလေးကျော်ကိုနိုင်ယူခဲ့ပါတယ်။နောက်ဆုံးနေရာကစတင်ခဲ့ပြီးပထမနေရာကိုစုရှင်ပြီးအောင်ပွဲခံခဲ့ပါတယ်။နောက်တော့စပွန်ဆာကကျော်နနာထုံကစတူဇာ GR86 ပြန်ကားကိုတက်ဆောင်ပေးခဲ့ပါတယ်။ဖုန်းလေးကျော်ကပထမဆုရလာတဲ့မင်းငယ်ကျော်စင်ကိုဖူးကြည့်နေခဲ့ပါတယ်။မင်းငယ်ကျော်စင်ကပြန်ခွဲကရတဲ့ပြန်ကားတိတ်ကိုမိုးရိပ်ထဲမှာပမောင်းနေပါတယ်။နောက်တစ်နေ့မှာတော့ဖုန်းလေးကျော်ကပြန်ခွဲရှုံးလို့ကြီးကွဲနေပါတယ်။တတိယအချိန်ပြိုင်ပွဲကတော့မိုးရီရွာနေပါ යි ။ဖုန်းလေးကျော်နဲ့မင်းငယ်ကျော်စင်ကအတဲတန်ရှင်ပြိုင်နေကြပါ යි ။နောက်ဆုံးမှာမင်းငယ်ကျော်စင်လိုင်းရုံအဖွဲ့ကနိုင်သွားပါ යි ။ကမ္ဘာနံပါတ်1မှာပါဝင်ခဲ့တဲ့မင်းငယ်ကျော်စင်ကအခုဆိုရင်ပြိုင်ကားနိုင်စဉ်ရတော့ပြီဖြစ်ပါ යි ။စတုထမကားပြိုင်ပွဲမှာတော့ဖုန်းလေးကျော်နဲ့မင်းငယ်ကျော်စင်နဲ့လီလီကနေရာယူထားပါ යි ။စတုထမြောက်ကားပြိုင်ပွဲမှာတော့ဖုန်းလေးကျော်မင်းငယ်ကျော်စင်နဲ့လီလီကနေရာယူထားကြပါ යි ။တတိယနေရာမှာရှိတဲ့မင်းငယ်ကျော်စင်ကဟုတ်အတင်းစုံမင်းထုံးကိုကြော်တက်ပါတယ်လီလီကပထမနေရာမှာရှိတဲ့စုံမင်းထုံးကိုကြော်တက်ဖို့လုပ်ပြီးမဲ့ဖုန်းလေးကျော်ကပြိုင်ပွဲကနေထွက်လိုက်ရပါတယ်ကိုမာဝေတော့တဲ့ဖုန်းလေးကျော်ကိုမင်းကကျော်နေတယ်ပြိုင်ပွဲကိုဆက်မပြိုင်တော့ပဲထွက်လိုက်ပါတယ်ဖုန်းလေးကျော်အတွက်ဝမ်းနဲ့ပူဆွေးနေတဲ့မင်းကကျော်တွေကလမ်းမကားပြိုင်ပွဲကိုတော့ပါတယ်ပြီးတော့မင်းကကျော်တွေကကားပြိုင်ပွဲကိုနံပါတ်1နေရာမှာယူချင်တာဖြစ်ပါတယ်နောက်ဆုံးမှာတော့မင်းကကျော်တွေကရှန်ကားပြိုင်ပွဲကိုပြန်သွားခဲ့ပြီးပေါဝင်သူအားလုံးအနိုင်ရရှိဖို့ဆုံးဖြတ်ခဲ့ပါတယ်။မင်းငယ်ကျော်စင်ကအစစ်ခုနှစ်ကနေစတုဒ္ဒနေရာကဖုန်းလေးကျော်ကိုကြော်တက်ပြီးတော့ခက်ခဲစွာနဲ့ရှင်ပြိုင်နေပါတယ်
မင်းငယ်ကျော်စီကနောက်ဆုံးပတ်လည်ရောက်တော့ဒီဆွဲပြီးပထမနေရာကဇုံဝင်းထုတ်ကိုအနိုင်ယူလိုက်ပါတယ်ဇုံဝင်းထုတ်ကမင်းငယ်ကျော်စီကိုလိုက်တိုက်နေခဲ့ပါတယ်မင်းငယ်ကျော်စီကဘရိတ်ကိုတုံးလိုက်ပြီးတော့ဇုံဝင်းထုတ်ကိုအနိုင်ယူလိုက်ပါတယ်မင်းငယ်ကျော်စီကလိုင်းရုံဖွဲ့မှာအနိုင်ရရှိသွားပါတယ်မင်းငယ်ကျော်စီကလမ်းမေးကားပြိုင်ပွဲစီလာခဲ့ပြီးဇလန်းလေးလည်းဒီမှာတင်ပြီးဆုံးသွားပါတယ်